eye cream တွေသုံးတဲ့အခါမှာနီးလဲအမိုင်းနဲ့သုံးတဲ့လူတွေမကြတွေ့နေရနော် eye cream သုံးပါတယ်ဆိုမှမသိရင်လူတက်နေတယ်လို့ပဲဒီလိုတွေသုံးတာလုံးဝမသုံးသေးဘူးအဲ့ဒါလုံးဝမှားတယ် eye cream သုံးတယ်ဆိုတာမျက်လုံးသားမှာအရေးကြောင်းနေမထဘိုးမျက်လုံးသားမှာအရေးကြောင်းနေပျောက်ဖို့အတွက်အများစုကသုံးကြတာလေနော်နောက်တစ်ခုကမျက်လုံးလေးကိုဒီမျက်ဝန်းတစ်ဝိုက်ကို relax ဖြစ်စေဖို့အတွက်သုံးကြအဲ့တော့ eye cream သုံးတဲ့အခါမှာဆိုလို့ရှိရင်နီလန်းအမှန်ကလက်နဲ့သုံးတဲ့သူတွေဆိုလို့ရှိရင်လက်ခလဲနဲ့သုံးပေးရမယ်လက်ခလဲအားဆိုလို့ရှိရင်ဒီရဲ့လက်ငါးချောင်းမှာဖိအားအနည်းဆုံးအားအနည်းဆုံးလက်ဖြစ်တယ်လက်ခလဲလေးနဲ့သုံးတဲ့ခါရင် eye cream လေးကိုဒီလိုလေးပုံမယ်ပုံပြီးသွားလို့ရှိရင်ဒီလိုတစ်ချက်ဒီလိုဆွဲပြီးတော့မှလိမ့်မယ်ဆိုရင်လုံလောက်ပြီဒါမှမဟုတ်ကိုကဒီလိုမျိုး roller ပါတဲ့ eye cream မျိုးသုံးမယ်ဆိုလို့ရှိရင် eye cream ထည့်ပြီးသွားတဲ့အခါမှာဆိုလို့ရှိရင်ဒီမှာကြည့်ဒီအောက်ကနေအပေါ်ကိုဆွဲမယ်နော်အောက်ကနေအပေါ်ကိုဆွဲမယ်အဲ့ဒီလိုတစ်ချက်ပဲနော်ဒီလိုကြီးပြန်သွားစရာမလိုဒီလိုပဲဆွဲပြီးမှသုံးပေးမယ်တကယ်တခြားအရေးကြောက်ရှိတဲ့နေရာဒီနားလေးတွေသုံးမယ်ဆိုလို့ရှိရင်သုံးတဲ့အခါမှာလည်းသုံးလိုက်ရုံနဲ့မပြီးဘူးပေါ့နော်နီးစနစ်မှန်လေးနဲ့သုံးတတ်မှပဲကိုယ့်အတွက်အကျိုးရှိမှာပါအခုနီးလန်းလေးကိုတေချာကြည့်ပြီးတော့မှနီးစနစ်မှန်လေးနဲ့သုံးခြင်းအဖြစ်တစ်နေ့ထက်တစ်နေ့အလှတွေတိုးပွားနိုင်ကြပါစေရှင်